မင်္ဂလာပါရှင်စမြကုကင်ဘလော့မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့လေးမှာချက်ပြပေးမယ့်ဟင်ပွဲလေးကတော့ငချောက်ကိုရတာရှိလေးနဲ့ပေါ့နော်ငချောက်မှွားကြော်အနေနဲ့ကြော်ပြပါမယ်ပြီးလို့ရှိရင်တော့ကင်းမွန်တီးလေးကိုပစုံချောက်လေးနဲ့ရတာရှိအောင်မှတ်ပြပါမယ်ဗီဒီယိုအစဆုံးလေးကိုလည်းလိုက်ပါပြီးတော့ကြည့်ရှုပေးကြပါအောင်ရှင်ပထမဦးဆုံးငချောက်မှွားကြော်လေးလုပ်ပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့အသားချောင်းငချောက်လေးကိုရှင်နွေးလေးနဲ့အရင်ဆုံးပြုတ်ပြီးပါမယ်ပြုတ်ပြီးတဲ့အခါမှာလည်းအချိန်ကို9မိနစ်လောက်ပြုတ်ပြီးရုံနဲ့လုံလောက်ပါတယ်အသားချောင်းငချောက်ကကြတော့အသားလေးတွေပေါ့နော်မှွားဖို့အတွက်နူးတာလွယ်တဲ့အတွက်ကြောင့်မလို့ရှင်နဲ့9မိနစ်လောက်ပြုတ်ပြီးမယ်ဆိုတော့အဆင်ပြေပါတယ်ပထမဦးတွေကိုရှင်လေးလောင်ထည့်လိုက်ပါမယ်ငချောက်မှွားကြော်လုပ်ဖို့အတွက်ပေါ့နော်အိုးတွေကိုထည့်မယ်ငချောက်လေးတွေပါလိုက်ပါမယ်ပြီးလို့ရှိရင်တော့မီခလုတ်လေးဖွင့်လိုက်ပါတယ်အပေါ်ကငချောက်လေးတွေကကျတော့ရှည်မထိသေးဘူးဖြစ်တဲ့အတွက်ကြောင့်မလို့ရှည်ထိပြီးတော့မြုပ်တဲ့အထိအိုးလေးတွေကိုလောင်ထည့်လိုက်ပါတယ်အချောက်လေးနူးဖို့ဆိုလို့ရှိရင်တော့အချိန်9မိနစ်အများဆုံးပေါ့နော်10မိနစ်လောက်လေးပြုတ်ပြီးရုံနဲ့ဒီငချောက်ရဲ့အသားလေးတွေကနူးလာမှာဖြစ်ပါတယ်လာမယ့်အချိန်လေးရအောင်အချိန်လေးခဏလောက်ဆောင်ပေးလိုက်ပါမယ်နော်အခုကတော့ပြုတ်ထားတဲ့ငချောက်လေးကချက်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့အေးခံပြီးတော့ဆေးယူထားပါတယ်ခဏနေလို့ရှိရင်တော့ငချောက်လေးကိုကြော်ဖို့အတွက်အသားလေးတွေမှွားပြီးတော့ပြန်လာခဲ့ပါမယ်ငချောက်မှွားကြော်လုပ်ဖို့အတွက်ပြုတ်ထားတဲ့ငချောက်လေးကိုမြင်ပြီးသွားပါပြီဒီကိုလည်းစီလေးထည့်ထားပါတယ်မီးကလေးဖွင့်လိုက်ပါအောင်မယ်ဒီလေးထည့်ပြီးဆိုလို့ရှိရင်တော့စနွေးမုန့်လေးထည့်ပါမယ်ပူလာပြီဆိုလို့ရှိရင်ငချောက်မှွားကြော်ရမှာကြော်ဖို့အတွက်လူချတဲ့စပွန်လေးတွေကိုအိုးလေးတွေကိုထည့်လိုက်ပါမယ်ဒီမှာတော့မိထားတဲ့ချက်သွန်လေးပါအိုးလေးတွေကိုထည့်လိုက်ပါမယ်ချက်သွန်ကအခုမိထားရတော့ပြီဆိုလို့ရှိရင်အကျန်းဖက်လေးကိုတစ်ခါနဲ့ရောပါမယ်ချက်သွန်လေးအနေနဲ့ချက်တဲ့အထိတော့အချိန်ခဏလေးစောင့်ပေးဖို့လိုပါတယ်။ရင်းချက်တဲ့အနေထားတော့မဟုတ်ပါဘူး။နည်းနည်းလေးခုနေထားဆိုတဲ့အနေထားချက်နည်းနည်းလေးချက်လာပြီးဆိုတော့ရပါတယ်။ချက်သွန်လေးကအကျန်းပလေးနဲ့အခုအနေထားလာရောက်ပြီဆိုလို့ရှိရင်တော့အသင့်ဆွမ်းနာကနှွင်ထားတယ်ဆိုတဲ့ငချောင်းလေးကိုအိုးလေးကိုထားရလောင်းထည့်လိုက်ပါမယ်။ရင်းဆုံးနှမ်းအောင်မူလိုက်ပါမယ်တော့ဒီငချောက်ထင်းမှာပေါ့နော်အခုအရတာနေနဲ့ဘာမှလည်းကစားပလန်နဲ့မထည့်ရသေးတဲ့ကြောင့်မလို့အစီချာမှာအဆူမှုလေးထည့်ပါမယ်စားတော့မထည့်တော့ဘူးပေါ့နော်ငချောက်တွေကများသောအားဖြင့်သူ့မှာကအငန်သက်ရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့စားတော့မထည့်တော့ပါဘူးနာတော့အခုမုတ်လေးထည့်ထားပြီးဆိုလို့ရှိရင်ဒီတစ်ခါလေးငချောက်နှင်ထားတဲ့လေအားလုံးနဲ့နော်ရတာရှိအောင်လို့ဒီခါလေးနှံအောင်ပြီးပါမယ်ကြောတဲ့ငချောက်လေးကိုငချောက်ကားလေးနည်းနည်းလေးကျွတ်တဲ့အထိပေါ့နော်အချိန်ဆောင်ပြီးတော့ကြံလေးထားပြီးပါမယ်ပုံမှန်ကတော့ငချောက်အသားလေးကြက်ပြီးထားတာဒါနဲ့ဆိုးဆိုးကြီးထည့်ထားလို့ရှိရင်နည်းနည်းလေးကျွတ်လေးဖြစ်တဲ့အနေထားလေးရအောင်အချိန်ခဏလေးဆောင်ပြီးပါမယ်အခုဆိုလို့ရှိရင်တော့ငချောက်မှဆိုလေးကရှားလောက်တဲ့နေထားဖြစ်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့လေထည့်ပြီးတော့ဒီကနေ့ယူလိုက်ပါမယ်နော်ငချောက်မှစုံလေးကစက်ပါတဲ့အနေထားကိုရောက်ပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပကန်းနေတဲ့ကိုလည်းထည့်ပြီးသားပါပြီနော်အခုကတော့ကီမွန်တီကိုပစံကြောက်လေးနဲ့နှက်မှာပဲဖြစ်ပါတယ်အိုးတွေကိုစီလေးလောင်ထည့်လိုက်ပါတယ်နည်းမုံလေးထည့်ပါတယ်ဒီလိုဖြစ်တဲ့ပုံစံမျိုးကိုရှင်းနေမှာပေါ့ကွယ်တက်တက်ကြီးနဲ့ပုံနဲ့ရောပြီးထားနေတယ်လို့ပြောလို့ဝင်ထားနေတယ်စီတတာလည်းအနည်းလေးနှိလာပြီးဖြစ်တဲ့ကြောင့်မလို့စိတ်မုံချင်ပါနဲ့စီတတာလည်းကျင်းနေတယ်ပြီးဆိုလို့ရှိရင်တော့ဒီနေ့ဒီကစားချင်လို့အများကြီးနဲ့ထားရတဲ့ကြောင့်မလို့ဒီလိုဝင်ထားလိုက်ပါတယ်စံချောင်းလေးနဲ့ဟိုတွေကိုလောင်းထည့်လိုက်ပါမယ်
ဒီခါလေးနှောင်းနေကြပါမယ်ဒီနေ့ဒီလိုမျိုးတက်ဆိုလို့ရှိရင်ရှီတန်လေးရဲ့အနည်းငယ်ချက်ပေးလို့ရပါတယ်ရှီတန်လေးချက်လိုက်ပါမယ်အခုထည့်လိုက်တဲ့ရှီတန်လေးကရှီခံသွားပြီးတော့စပြန်လာတဲ့အနေထားလို့ဆိုလို့ရှိရင်တော့ဟင်းလေးရချလို့ရပါပြီဆူလာမဲ့အနေထားလေးရအောင်အချိန်လေးခဏဆက်လိုက်ပါအောင်မယ်နော်ကိုကတော့ထည့်ထားတဲ့ရှီတန်လေးရခံသွားပြီးတော့စီပြန်လာတဲ့အနေထားရောက်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပကံလေးတွေကိုလက်ပြီးထည့်လိုက်ပါအောင်မယ်နော်ကိုဆိုလို့ရှိရင်တော့ကင်းမွန်တီကိုပစံကြောင့်လေးနဲ့ရတာရှိနှစ်ပြတဲ့ဟင်းပွဲလေးရတော့ပြီးသွားပြီဖြစ်ပါတယ်ချက်ပြုတ်ပြပေးခဲ့တဲ့ငချောင်းမကျော်လေးရဲ့ကင်းမွန်တီကိုပစံကြောင့်နဲ့နှစ်တဲ့ဟင်းပွဲလေးတွေရတော့ပြီးသွားပြီဖြစ်ပါတယ်မိမိတို့အိမ်မှာကျမကြီးနဲ့လည်းတင်တော်ပြီးတော့လက်ကူရိုးရှင်းတဲ့ဟင်းချက်လေးပုံစံလေးတွေကိုညီမကတင်ဆက်ပေးနေရပဲဖြစ်ပါတယ်ညီမရဲ့ဗီဒီယိုလေးတွေကိုလိုက်ပါကြည့်ရှုပေးကြတဲ့ဒုတိယချင်းတွေအားလုံးကိုလည်းဒီနေ့အတွက်ကျေးဇူးအများကြီးပဲတင်ရှိပါတယ်Love you all.